လောကကြီးကိုကမမြဲတာမမြဲလို့ကိုတရားကျင့်ရတာမြတ်စွာဘုရားကြောင်းပြလောကကြီးကမြဲနေမယ်ဆိုရင်ဘာမှတရားထုတ်ဆံမလို့မမြဲလို့တော့မြတ်စွာဘုရားကမြူမုံလေးတစ်ခုကိုလက်သားပေါ်ပေါ်တင်ပြပြီးအဲ့ဒီပမာဏလောက်ရှိတဲ့သင်္ခါရလေးတော့လောကကြီးမှာထာဝရတည်မြဲတယ်ဆိုတာမရှိဘူးအဲ့ဒီမတည်မြဲလို့ပဲမြတ်သောအကျင့်ကိုကျင့်ရ။အဲကြောင့်လို့ဆိုမတည်မြဲတဲ့အရာတွေကိုကြော်လွှားနိုင်မှမတည်မြဲတဲ့စက်ကွင်းကလွတ်ဒီစက်ကွင်းကလွတ်သွားဖို့ရအတွက်မတည်မြဲတဲ့အရာတွေတဲကတည်ပြီးရသောအချင်းကိုကျင့်ပြီးဒီဘောင်းကိုကြော်လွှားနိုင်အောင်ကြိုးစားခြင်းဖြစ်တယ်။မြတ်စွာဘုရားဒီလိုဟောတာရှိဒီဒါကြောင့်ဓမ္မစရိယာဆိုရမြတ်စွာဘုရားချမှတ်ထားတဲ့မစ္စည်းကတိဗ္ဗမေတ္တဝေဆိုဘာလဲဆိုမင်္ဂန်စွာနားလေခြင်းသမာဓိခြင်းမင်္ဂန်စွာတွေ့တော်နိုင်ခြင်းသမာဓိအဲ့ဒီနှစ်ခုအတိဖြစ်ဒါနဲ့ခေါင်းဆောင်ပြီးတော့မင်္ဂန်စွာတွေ့တော်မှမင်္ဂန်နဲ့စကားကိုပြောနိုင်တယ်မင်္ဂန်နဲ့အလုပ်ကိုလုပ်နိုင်တယ်မင်္ဂန်နဲ့သက်မွေးမှုတွေ့တယ်တာဝမောဆာမင်္ဂန်အဲ့ဒါကိုချင်းတိကိုချင်းတိလာပေါ်မှာခြေပြင်းပြီးတော့တမဝါယာမမင်္ဂန်နဲ့ကြိုးစားမှုတမသမာဓိမင်္ဂန်နဲ့တတိထားမှုတမသမာဓိမင်္ဂန်နဲ့စိတ်တည်ငြိမ်မှုဆိုတော့မင်္ဂန်နဲ့ချက်တည်ကိုယ့်ရဲ့အရေးချင်းတွေကိုတိုးမြင့်ပေးမှအခုလိုမြဲတဲ့သင်္ခါရတရားတွေကိုကြော်လွှားနိုင်ဖြစ်တယ်အနုဆိုရင်သင်္ခါရနယ်ထဲမှာတည်နေတာကိုယ်လည်းမလည်းသေးလိုက်တယ်ဘယ်တော့မှဒီစက်ဝင်းကြီးတွေကလွတ်ထွက်သွားနိုင်ရင်မရှိဘူးလို့သူဆိုမမြဲသည့်အတွက်ကြောင့်မြတ်သောအခြင်းကျင့်ရတယ်ဆိုတဲ့အဲ့ဒါပြောအဲ့ဒီကြတော့မှလွတ်သွားနိုင်တယ်လို့ဟောတယ်အေးမမြဲဘူးဆိုတာတွေကိုပြန်ပြီးတော့အတိတ်ဆက်ကြောင်းနဲ့ပြန်ကြည့်လိုက်ဘောရမဘုရားမပွင့်နေတာမြတ်စွာဘုရားကလေးချီပြီးတော့အရွယ်မတွက်နိုင်တဲ့ဘုရားတွေပွင့်သွားသမုဒ္ဒိထာဝိတေသကာထာမှာကြည့်မယ်ဆိုရင်အများကြီးပဲနော်သို့တော့ဘောရမဘုရားနဲ့သက်ဆိုင်တဲ့ဘုရား24စုရှိတယ်ဗျာဒိတ်ခံတဲ့ဘုရား24စုအဲ့ဒီဘုရား24စုအခြေအနေလေးကိုစဉ်းစားကြည့်အားလုံးနဲ့တူနေတယ်ကြည့်အင်တာမကြည့်ပါတယ်တပိတနာဒုက္ခဘဝရဲ့အကျိုးစီးပွားဘဝအားလုံးရဲ့အကျိုးစီးပွားကိုဆောင်ရွက်သွားတဲ့ဘုရားလေးကြီးနှစ်ပေါင်းများစွာလောကကြီးမှာဖြစ်ပေါ်လာပြီးတဲ့နောက်ဘဝရဲ့အကျိုးစီးပွားလမ်းမှန်ကိုပေါ်ကျသွားတဲ့ဘုရားဘောရမဘုရားဘဝနဲ့ဆက်သွယ်နေတဲ့ဘုရားရှင်ဗျာဒိတ်တော်ကြားတာဘုရား24စုရှိအဲ့ဒီ24စုတော့ဘုရားကြီးအမှတ်တမ်းကိုကြည်လာတယ်လောကကြီးမှာမြဲတာဆိုတာတစ်ခုမှမရှိဘူးဆိုတာဖော်ပြဝါယိတိပိဗောဓဝဒသောဘဂဝါဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓံသီရတာနမမိအထမောဝဇိရဘဂရောသောဘဂဝါယိတိပိဗောဓသောဘဂဝါယိတိပိအရဟံဝဒသောဘဂဝါအရဟံတံတရဏံဂစ္ဆာမိအရဟံတံသီရတာနမမိပထမောဝဇိရဘဂရောသောဘဂဝါယိတိပိအရဟံသောဘဂဝါဣတိပိဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံတရဏံဂစ္ဆာမိဘဂဝန္တံသီရတနမမိနဝမောဝဇိရဘဂရောသောဘဂဝါဣတိပိဘဂဝါ